အားလုံးမင်္ဂလာပါကျွန်တော်တို့အခုလိုပြန်ဆောင်ဖို့တစ်နေ့တော့ဆောင်နေရတယ်ဒါဒီမှာလည်းအားနေ6နှစ်လောက်ရှိတယ်အဲ့တော့ဒီလိုလာဖို့ဆိုပြီးတော့ကျွန်တော်မနေ့ကအေးရထားတဲ့ချိန်မှာကျွန်တော်တို့တင်ရဲ့ပထမဆုံးစခဲ့တဲ့အချိန်လေးတွေတော့ကျွန်တော်အများအားပဲကျွန်တော်တို့တင်ကိုဒီလိုလာခဲ့ရတဲ့ဘိုးအချိန်တော့ကျွန်တော်ဒီပုံစံပဲကျွန်တော်တို့ဒီတက်ပါပြီးတင်ကကျွန်တော်တို့ကြည့်တဲ့ကျွန်တော်အားလုံးကိုကျွန်တော်အားလေးမျိုးပတ်ပေါ်ခဲ့ပြီးလာခဲ့တာဒါလေးကိုကျွန်တော်တော်တော်လေးသတိနဲ့ရောက်ပြီးအဲ့ဒီမှာကျွန်တော်သွားလေးပြီးဆရာဦးဆုံးမင်းကိုဆိုတာလေကျွန်တော်တင်ကအားလုံးကပြီးပြီးသားကျွန်တော်ဆရာဆိုးကိုလည်းသတိရပြီးခေါင်းလိုက်တယ်မှာကျွန်တော်ကန်တီတွေ့ရင်သွားခဲ့ရတဲ့ပုံစံသတိရတယ်တော့ဘယ်ပြည့်မှာကျွန်တော်တင်တဲ့ဒီအဲ့ဘောတော့တင်လာပဲအခုလိုပဲမိုးရီရွာပြီးတော့ကျွန်တော်မန္တလေးမြို့ထဲမှာဆိုကျွန်တော်အားကိုရေထဲမှာကူးပြီးတော့ကျွန်တော်ကြောက်စရာလာခဲ့ရတဲ့အချိန်ရှိခဲ့တယ်အဲ့ဒါလေးကိုလည်းပြန်မှတ်မိတော့အခုလိုချိန်ကြာကြီးတာမှပြန်ပြီးတော့ကျွန်တော်ပြန်တွေးရတယ်အများကြီးမသာပါလေနော်တက်စစ်ပြီးဝင်လာတာကကျွန်တော်မေးလဲမေးနေတော့ကျွန်တော်တို့တက်မှပြီးဓာတ်ပုံတင်းနေဒီတော့ဆိုင်ရတင်းတို့တော့ဆယ်ဓာတ်ပုံတင်းဒီလိုဓာတ်ပုံတင်းအလဲဓာတ်ပုံတင်းစသဖြင့်ကျွန်တော်ဒီမောင်များပါကျွန်တော်တို့ဘိုးဘုံဓာတ်ပုံတင်းလို့စမ်းပြည်နယ်ဓာတ်ပုံတင်းလို့ကြားပြည်နယ်ဓာတ်ပုံတင်းလို့ဆိုတာကျွန်တော်တို့တက်မှပြီးဓာတ်ပုံတင်းကသက်ဆက်ပြီးသွားရောက်ကူညီပေးရတာအများကြီးပါအဲ့တော့အဲ့ဒီထဲမှာကျွန်တော်တို့ကြောက်ဆယ်တင်းကပြန်ပြီးတော့ခုလိုပြန်စခုလိုအောင်မြင်အောင်လုပ်နိုင်ကျွန်တော်အနေနဲ့အများကြီးမှန်တာပါလေနော်ကျွန်တော်တို့အတင်းကိုကျွန်တော်အတင်းတက်မှပြီးတော့အတင်းတော့ကျွန်တော်အဲ့လောက်ပြန်ပြီးပြန်ဆွဲမထနိုင်ဘူးကျွန်တော်ခုစူးစမ်းတဲ့ကာလပဲရှိပါတယ်အဲ့တော့ခုဒီစောစောလည်းကျွန်တော်ပြောခဲ့ပါတယ်ဒီပြိုင်ပွဲနဲ့ပတ်သက်လို့ကျွန်တော်ရဲ့လိုအပ်ချက်တွေသိအများကြီးတော့လိုအပ်တာမဟုတ်ဘူးကျွန်တော်တို့ကျွန်တော်ပြောခဲ့လို့ problem လေးတွေအခြေခံလေးတွေပေါ့အဲ့ဒီအခြေခံမှအောက်ပြတ်ထားပြီဆိုရင်အဲ့ဒီဓာတ်ပုံကိုကျွန်တော်ဘာမှရှင်းစကြည့်လို့မရဘူးနော်နောက်တစ်ခုကကျွန်တော်ပြောခဲ့တယ်ကိုဓာတ်ပုံကိုကိုကြိုက်လာရင်ကြည့်ပါကိုဓာတ်ပုံကိုမှကိုမကြိုက်ရင်သူများကြိုက်ဖို့ဆိုလည်းသိလွယ်တယ်လို့တော့ဟုတ်အဲ့ဒီလည်းကြိုက်မှာမဟုတ်ဘူးအဲ့တော့မေးလာကြပါကြိုးစားကြပါဘာတွေလိုအပ်တယ်ဆိုတော့လေကိုယ့်ကိုယ်လည်းပြန်သုံးသပ်ကြပါအဲ့တော့ကျွန်တော်ပြန်ပြီးတော့ပြောရလို့ရှိရင်ကျွန်တော်လည်းအသက်တော်တအားကြီးလေးတဲ့ပုံတော့ပုံသေးပါကျွန်တော်အောင်ဘုရား93ခုနှစ်မှာကျွန်တော်ဆယ်ကအောင်ပြီးရဲ့နှစ်မှာကျွန်တော်ဓာတ်ပုံလောကကိုရောက်ခဲ့တာကျွန်တော်နှစ်ပေါင်း30ကျော်သွားပြီပြင်ကင်မရာကိတ်တယ်ဆရာဦးစိုးမင်းအိမ်မှာဆိုလည်းကျွန်တော်တို့ကအဲ့ဒီထဲမှာသူ့အိမ်မှာလည်းဒီထဲမှာအိပ်ပြီးတော့သူတည်ရည်တရားရှိနေတဲ့ဆရာတော်ဘုမတ်ကျူရဲ့မနိုင်မနေနဲ့ပြီးတော့တွေးခဲ့တဲ့တင်ကျွန်တော်တို့စားပြီးတော့ညာသင်ခဲ့ရတာအဲ့တော့ကျွန်တော်ဒီဘာကိုပြောချင်လဲဆိုတော့ကျွန်တော်ဝါရင်အောင်ပြောချင်တာပေါ့ကျွန်တော်ခင်ဗျားတို့ရဲ့ဘာကိုလိုအပ်လဲဘာကိုလိုချင်တယ်ဆိုတော့လေကျွန်တော်မျက်စိတောက်ထောက်ကြည့်နေဒီနေ့ဓာတ်ပုံလောကကိုဘာပြည့်စည်ပေးရမလဲသူတို့တွေဘာလိုချင်တာလဲငါတို့တော့ဘာလုပ်ခဲ့တာလဲကျွန်တော်အများအားစဉ်းစားတွေးခေါ်ပါအများအားမျက်ခြေမတက်အောင်လဲကျွန်တော်ကြည့်နေပါလူကြီးသူသွားပဲကျွန်တော်များတို့ကြောက်ဆယ်ဓာတ်ပုံနဲ့ဥက္ကာကြီးကိုကျွန်တော်ပြောပြလို့အခုပြောတော့နည်းပါသေးတယ်ကျွန်တော်အဲ့ဒါကိုတွေးပြီးလို့ကျွန်တော်ခေါင်းထဲမှာဧည့်တာပါအများအားနဲ့တက်တာဒီဓာတ်ပုံတန်ခွဲဆိုတာပြဿနာအင်မတန်တက်ပါတက်တာလည်းကျွန်တော်တို့ဒီကိစ္စလွယ်လွယ်ကူကူသတင်းပြန့်နှံ့လွယ်တဲ့အတွက်ကြောင့်တက်တယ်လို့ပဲကျွန်တော်ယူဆကျွန်တော်တို့တော့ဘယ်လိုပြန်ခဲ့လဲဆိုတော့ကလင်ကင်မရာနဲ့ရိုက်ရတယ်ပြင်နဲ့ရတယ်အဲ့တော့အခုလိုအင်တာနက်တွေပါဘာမှမရှိဘူးကျွန်တော်တို့စာရိုက်ကနေတင်ပြလိုက်ပြင်လိုက်သူ့ရတာ
ဘယ်နည်းရွေးသွားမှန်းဘယ်နည်းဘယ်သူမှရွေးသွားမှန်းတော့တရင်လာရဲပါလာပါအဲ့ဒီအချိန်ကဓာတ်ပုံသမားတွေဆိုတော့လည်းအမှန်နဲပါလေလက်ချိုးကြီးလို့ရတယ်နော်ကျွန်တော်တို့မန္တလေးကဓာတ်ပုံသမားတွေဆိုတော့အဲ့ဒီတော့ဘလောက်ခက်ခဲလဲဆိုရင်ခင်ဗျာလမ်းပေါ်စူသွားယူကိုတရားလက်မှတ်ကခင်ဗျာလောလောကူကူမရအောင်ပဲအဲထောက်ရတာတွေအစင်းစင်းနဲ့မှရားလက်မှတ်ရကျွန်တော်တို့အများဆုံးကူညီပေးခဲ့တာအခုဆရာဦးတွေ့ပြီနော်ဒီခါလေးမှာဟိုကပိတ်ရကကျွန်တော်တို့မျိုးရောက်လာတဲ့ကော်မရှင်နောက်ကြဒီနေ့ညနေ၄နာရီဆရာဖေကျွန်တော်အခုဒီကနေပို့လို့ကျွန်တော်တို့ဘလို့ရခုခေတ်လို့ရင်လည်းခဲ့တယ်မရှိဘူးအိန္ဒိယတွေလည်းပို့နေတာအဲ့တော့ကျွန်တော်တို့ကအဲ့လိုချောတွေပါတယ်ပြန်ပို့ရတယ်အဲ့တော့ဆရာဖေလို့ပေါ့လို့ request လုပ်ရတယ်ဆရာကျွန်တော်ပို့လိုက်